ကိုယ့်ဘက်မှာကိုတရားလုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာချင်းချင်းတယောက်ကိုအလွန်အားပြုကြတယ်ကိုယ့်ကိုတယောက်တည်းသိပြီးတော့မရက်တည်နိုင်ဘူးစာဝတ်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်ပိုက်ဆံဘယ်လောက်ရှိရှိကိုယ့်ကိုတယောက်တည်းမရက်တည်နိုင်ဘူးကိုယ်ဝင်းကျင်ကကိုယ့်ကိုအကုန်လုံးအမြင်ပြစ်ပယ်လိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားမှာလဲအကုန်ပုံကျသွားမှာစဉ်းစားကြည့်စိတ်ကူးလေးနဲ့လူတိုင်းကသာငါ့ကိုမုန်းနေပြီလားလို့ဝင်တွေးကြည့်ပါလားရုပ်စာဆုံးကိုမိသားစုကကိုယ်တစ်စက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘယ်လိုနေမလို့ခံစားရပြီသူတို့ကကိုယ်အထင်မကြီးတာသူတို့ကကိုယ်အထင်သေးတာသူတို့ကကိုယ်အကောင်းမထင်တာကိုယ်ဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားတယ်တကယ်ကဘာထိခိုက်ပေါ့သူတို့စိတ်ထဲဖြစ်တဲ့အတွေ့ပဲလေတကယ်ကဒါပေမဲ့ကိုယ်ကဘယ်လိုဖြစ်သွားတာစိတ်ယောဂတော့ရတော့နေတယ်နော်တချို့ဘာဖြစ်လို့တော့အဲ့ဒါသူများအာပြုနေလို့ဆိုတာရှင်းနေရလေအဲ့တော့ဦးစင်းကတွေးကြည့်တယ်ကိုယ့်ဘက်မှာကိုယ်ဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်ကြလုံးမယ်မထင်ဘူးလို့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုယ်တိုင်သိကိုသိလိမ့်မယ်အဲ့ဒီအတိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတစ်ယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုယ်တစ်ယောက်လုံးရှိနေတယ်အဲ့လိုဆိုရင်သူများမရှိလဲကိစ္စမရှိဘူးသူများရဲ့ကိုယ့်ဘောကောင်းပါတယ်လို့ပြောဆိုလာမဲ့စကားသံတွေကိုမျှော်လင့်စရာအကြောင်းလည်းမရှိဘူးကိုယ်မကောင်းဘူးလို့ပြောမှလားကိုလည်းကြောက်ကြရမလို့ပြောရရင်ချီးမွမ်းတဲ့ကိုလည်းမမျှော်လင့်ဘူးကဲ့ရဲ့တဲ့ကိုလည်းမကြောက်ရွံ့ဘူးဟောဆိုသူလုံလောက်နေတယ်မင်းချီးမွမ်းလဲငါဒီတိုင်းပဲမင်းကဲ့ရဲ့လည်းပဲငါမင်းကဲ့ရဲ့တဲ့အတိုင်းမဟုတ်ဘူးငါကောင်းတယ်ဆိုတာသိတယ်ဟောဘလောက်ရှင်းတော့နော်ရက်တည်နိုင်တယ်ဟုတ်လားဒါပေမဲ့ဦးဇင်းတို့မှာအဓိကလိုတာဘာလို့ဆိုတော့ကိုဟာကောင်းတဲ့လူတစ်ယောက်ပါလို့သိဖို့ကတော့လိုလိမ့်မယ်နော်အဲ့ဒါကဟန်ဆောင်ပြီးတော့လို့တော့မရဘူးတကယ်မကောင်းပဲနဲ့ဒီစိတ်ကကိုယ့်ကိုကောင်းတယ်လို့အတိမပြုတ်မှာမဟုတ်ဘူးအဲ့တော့ကိုကတကယ်ကောင်းအောင်မလုပ်အောင်မလို့နေနေရတယ်အဲ့လိုတကယ်ကောင်းအောင်နေမယ်ဆိုရင်ဘယ်လိုနေမလို့အကောင်းဆုံးစိတ်နဲ့နေနိုင်မှကိုတကယ်ကောင်းတဲ့လူလို့သိမှာဦးဇင်းခုပြောတာတွေကတွေးကြရတယ်နော်တက္ကမကြီးများဟုတ်လားအဲ့တော့အကောင်းဆုံးစိတ်ကဘယ်လိုစိတ်တော့ဒါနနဲ့ရှင်တဲ့စိတ်ရှိတယ်သီလနဲ့ရှင်တဲ့စိတ်ရှိတယ်တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်သိမြင်နားလည်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်ဒါနသီလသမာဓိပညာဒေသနာတွေကဆက်ဆက်နေတာနော်ဘာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးစိတ်ဖြစ်မှာတော့ပညာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးဖြစ်မယ်ဟုတ်တယ်မဟုတ်လားအမှန်သိမှုနော်အဲ့တော့လူရင်းပြောရလို့ရှိရင်ဘောဟာမတည်ငြိမ်ဘူးဆိုတဲ့အတိဘောဟာမကောင်းမှုဆိုတဲ့အတိဘောဟာတန်ဖိုးမဲ့တယ်ဆိုတဲ့အတိအနိစ္စဒုက္ခအနတ္တကိုသိတဲ့အတိရောနော်အဲ့ဒီအတိရပါတော့အလွန်ကောင်းတဲ့အတိပဲ။ဟောဆိုအဲ့ဒီအတိရှိလို့ရှိရင်ကိုလည်းမနှိမ့်ချက်ဘူးသူများကိုလည်းမနှိမ့်ချက်ဘူးကိုလည်းမဖြက်စီးဘူးသူများကိုလည်းမဖြက်စီးဘူးဘဝကိုမမော